အိမ်ချမ်းမြေသမားတွေတသက်တာမှတ်သားထားရမယ်အချက်ဥပဒေပြဿနာကိုတင်ပြသွားမှာကျွန်တော်တို့ဖြစ်ပါတယ်အိမ်ချမ်းမြေသမားတွေဟာကျွန်တော်တို့မြေနဲ့ပတ်သက်ပြီးတော့အိမ်ချမ်းမြေထဲမှာပါတဲ့မြေနဲ့ပတ်သက်ပြီးတော့ဒီအခမဲ့နေခွင့်ပြုပါလိုအပ်တဲ့ခါမှာဖယ်ရှားပါမယ်အဲ့ဒီမြေပေါ်မှာဘာမှမရှိတဲ့ဒီမြေခွက်လက်အပေါ်မှာတက်အိမ်ဆောက်ပြီးတော့နေခွင့်ပြုပါဆိုပြီးတော့ကျွန်တော်မြေရှင်ကိုခွတ်တောင်းတဲ့ခါမှာမြေရှင်ကခွင့်ပြုပြီးတော့ဒီပုံမှာနှစ်ထပ်တိုက်ဆောက်လုပ်ပြီးတော့နေစီခဲ့တယ်ဒီမြေခိုင်မာတဲ့အဆောက်ကိုဆောက်ပြီးတော့နေစီခဲ့တယ်အဲ့တော့နောက်ပိုင်းကျတော့မြေရှင်ကနေပြီးတော့ပြန်လူရတဲ့အခါမှာဒီနှစ်ထပ်တိုက်ဆောက်ပြီးတော့နေတဲ့အခမရှိအခွင့်မိတ်နဲ့နေတဲ့သူကိုကျွန်တော်ဖယ်ရှားပေးဖို့အတွက်တရားစွဲဆိုတဲ့အခါမှာတရားရုံးမှာတင်ပြီးတရားစွဲဆိုတဲ့အခါမှာဟိုကျွန်တော်ဟိုက်ကော့အထိဆုံးဖြတ်ချက်ကတော့တရားအဲ့လိုခွင့်ပြုတဲ့ခွင့်ရုံးနဲ့မိတ်နဲ့ပတ်သက်ပြီးတော့ခွင့်ပြုတာနဲ့ပတ်သက်ပြီးတော့သူ့ကိုတီမြဲခိုင်မာတဲ့နှစ်ထပ်တိုက်အဆောက်ခွင့်ပြုပြီးခါမှာအခုလိုပြန်ပြီးတော့ဖြစ်ခွင့်မပေးနိုင်ဘူးငွေကုန်ကြီးကြအကုန်ကြခံပြီးတော့အိမ်ဆောက်ခွင့်ပြုမိတ်ပေးပြီးကမှအခုလိုပြန်ပြီးတော့တောင်းတာဟာပြန်ပြီးတော့ဒီမြေနဲ့ပတ်သက်ပြီးတော့သူကဖယ်ရှားဖို့အတွက်တရားစွဲဆိုတာဟာခွင့်မပြုနိုင်ဘူးဆိုပြီးတော့ကျွန်တော်စီရင်ထုံးပြုထားတဲ့ကျွန်တော်စီရင်ထုံးတစ်ခုလမ်းညွှန်စီရင်ထုံးတစ်ခုကျွန်တော်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်1990ခုနှစ်မှာကျွန်တော်ဆုံးဖြတ်ခဲ့တယ်စာမျက်နှာ81မှာဆုံးဖြတ်ခဲ့တယ်ကျွန်တော်ဥတည်အောင်ပါတုံးတဲ့ဥကိုလေးဆိုတဲ့စီရင်ထုံးအပေါ်မှာမူတည်ပြီးတော့ဒီဥပဒေပြဿနာလေးစားလိုက်နာဖို့ပြဋ္ဌာန်းထားတာကျွန်တော်ရှိပါတယ်ရှိတော့ဒီHMEသဘာဝတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရောင်းလို့ပဲဖြစ်ဖြစ်ဝယ်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရောင်းပြီးဝယ်ပြီးလို့ဆိုလို့ရှိရင်အဲ့လိုဒီပုံဒီနည်းကျွန်တော်နေခွင့်ပြုဖို့အတွက်တောင်းတဲ့ခါမှာကျွန်တော်တီမြဲခိုင်ပါတဲ့အတိုက်လိုအဆောက်မျိုးပတ်စံအကူဂုံကြီးကြအကုန်ခံပြီးတော့ကျွန်တော်စောက်ခွင့်တောင်းလို့စောက်ခွင့်ပြုပြီးကမှကျွန်တော်ပြန်ရတဲ့ပုံတရားဆွဲတဲ့အခါမှာပြန်ရဖို့အတွက်တောင်းဆိုရဲမရဘူးမရရင်တရားဆွဲတဲ့အခါမှာကျွန်တော် high court တိုင်အောင်ဒီလိုအခြေအနေမျိုးမှာပြန်ပြီးတော့မပေးဘူးဆိုတဲ့ကျွန်တော်အနေထားဥပဒေပြဿနာကိုကျွန်တော်ဖော်ပြထားတာကျွန်တော်ဖြစ်ပါတယ်အားလုံးကလေလေးစားလိုက်နာမှဒီဟာကိုဒီအကြောင်းကိုဥနောက်ထဲမှာကျွန်တော်ထည့်ထားပြီးတော့ကျွန်တော်အမြဲတမ်းအမှတ်ရနေမှဖြစ်မှာကျွန်တော်ဖြစ်ပါတယ်နောက်ဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်အခွင့်အရေးဆုံးရှုံးမဲ့အနေအထားမျိုးရှိမယ်မြေရှင်ကလည်းသူ့ရဲ့မြေနဲ့ပတ်သက်ပြီးအခွင့်အရေးဆုံးရှုံးမယ်ဒီအခမဲ့နေခွင့်ပြုတဲ့လူကလည်းကျွန်တော်တရားစွဲခံရမယ်ဝေကုန်ကြီးကြများမယ်အခွင့်အရေးတွေကျွန်တော်တို့ဆုံးရှုံးမဲ့အနေအထားမျိုးကျွန်တော်ပေါ်ပေါက်မှာဖြစ်ပါတယ်အဲ့တော့အခု HME နဲ့ပတ်သက်ပြီးတော့ကျွန်တော် legal knowledge sharing လုပ်နေတာကဥပဒေအသိပညာဖြန့်ဝေနေတာကတော့ real estate legal knowledge sharing လုပ်တဲ့ဥက္ကဋ္ဌကျွန်တော်ဖြစ်ပါတယ် real estate legal consultant ဥက္ကဋ္ဌကျွန်တော်ဖြစ်ပါတယ်အဲ့တော့ဒီလိုဥပဒေပြဿနာမျိုးကိုကျွန်တော်မေးမြန်းလို့လဲဆိုလို့ရှိရင်တော့ comment မှာမေးခဲ့ပါလို့မဟုတ်ဘူးဆိုလို့ရှိရင်ထဲထဲဝင်မေးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့လက်ကင်ဖုန်းဖြစ်တဲ့5312267လှမ်းပြီးတော့ဥပဒေအသိပညာကျွန်တော်ဒီဆွေးနွေးနိုင်ပါတယ်နည်းနည်းဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းပြပြရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်